ဒီမိန်းကလေးကသူမရဲ့ဒီဇိုင်းမူကြမ်းကိုကုမ္ပဏီရုံးခန်းစားပွဲပေါ်မှာတမင်ချန်ထားခဲ့ပြီးထွက်သွားခဲ့ပါတယ်။သူမထွက်သွားတာနဲ့သူမရဲ့ကောက်ကျစ်တဲ့လှုပ်ဖော်ကိုင်းထက်ကချက်ချင်းရောက်လာပြီးဒီဇိုင်းမူကြမ်းကိုတိတ်တဆိတ်လဲလွယ်လိုက်ပါတယ်။ဒါကိုဘယ်သူမှသိမှာမဟုတ်ဘူးလို့သူမထင်နေတာပါ။ဒါပေမဲ့အဲ့ဒီမိန်းကလေးကအနောက်ကနေအကုန်လုံးကိုကြည့်နေခဲ့တယ်ဆိုတာကိုတော့သူမမသိခဲ့ပါဘူး။နောက်တစ်နေ့မှာတော့ကောက်ကျစ်တဲ့မိန်းကလေးကနိုင်ငံတကာအကျော်အမော်မင်းသမီးကိုပြဖို့အတွက်ဒီဇိုင်းကိုပျော်ပျော်ရွှင်ရွှင်နဲ့ယူဆောင်လာခဲ့ပါတယ်။ဒါပေမဲ့မင်းသမီးကတစ်ချက်ကြည့်လိုက်ရုံနဲ့ချက်ချင်းပဲထထွက်သွားခဲ့ပါတယ်။ဘာလို့လဲဆိုတော့ဒီဝတ်စုံကနာမည်ကြီးဒီဇိုင်နာတယောက်စီကနေခိုးချထားတာဖြစ်နေလို့ပါ။ဒါကိုကြားလိုက်ရတော့လဲလုံးနဲ့အဲ့ဒီမိန်းကလေးလန့်သွားပါတယ်။တကယ်တော့လွန်ခဲ့တဲ့9ရက်ကမိန်းကလေး2ယောက်လုံးဟာဒီဇိုင်နာယာထူးအတွက်အင်တာဗျူးလာဖြေခဲ့ကြတာပါ။အဲ့ဒီချိန်မှာကောက်ကျစ်တဲ့မိန်းကလေးကတခြားမိန်းကလေးရဲ့အရေးချင်းကသူမထပ်သားနေလာကိုတတိထားမိသွားပါတယ်။ဒါကြောင့်ကုမ္ပဏီမှာမန်နေဂျာလုပ်နေတဲ့သူမအဖေကိုအဲ့ဒီမိန်းကလေးကိုလမ်းကြောင်းပေါ်ကနေဖယ်ရှားပေးဖို့ပြောခဲ့ပါတယ်။ဒါကြောင့်သူမအဖေကခဏအကြာမှာတော့ဝန်ထမ်းတယောက်ကိုလွှတ်ပြီးအဲ့ဒီမိန်းကလေးကိုအင်တာဗျူးအတွက်မှားယွင်းတဲ့အထက်ကိုလမ်းညွှန်ခိုင်းလိုက်ပါတယ်။မိန်းကလေးကတနားရီကြာအောင်စောင့်နေခဲ့ပေမဲ့ဘယ်သူမှရောက်မလာခဲ့ပါဘူး။အဲ့ဒီချိန်မှာပဲတန်ရှင်းကြီးအမျိုးသမီးကသူမကိုတတိထားမိပြီးဒီဌာနကအစ်စ်ဖြစ်ကြောင်းနဲ့ဘယ်သူမှလာအောင်မဟုတ်ဘူးလို့ပြောလိုက်ပါတယ်။အဲ့ဒီတော့မှမိန်းကလေးကသူမလေစားခံလိုက်ရမယ်သိသွားပါတယ်။သူမချက်ချင်းပဲအောက်ထက်ကိုပြီးဆင်းသွားခဲ့ပါတယ်။ဒါပေမဲ့သူမအင်တာဗျူးခန်းကိုရောက်တဲ့အချိန်မှာတော့ကောက်ကျစ်တဲ့မိန်းကလေးကရွေးချယ်ခံလိုက်ရပြီးပါပြီ။သူမကအင်တာဗျူးသူတွေကိုအကုန်လုံးရှင်းပြဖို့စ조사ခဲ့ပေမဲ့သူတို့ကသူမနောက်ကျသွားပြီလို့ပြောပြီးသူမရဲ့ဘွဲ့လက်မှတ်ကလည်းဒီပလိုမာအဆင့်ပဲရှိတာကြောင့်သူမကိုညှင်းပယ်ပြီးထွက်သွားဖို့ပြောလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဒါရိုက်တာကအခန်းထဲကိုဝင်လာခဲ့ပြီးသူမရဲ့ဒီဇိုင်းတွေကိုမြင်လိုက်တာနဲ့အယမ်းသဘောကျသွားပါတယ်။ဒါကြောင့်သူကသူမကိုဒီဇိုင်နာအလုပ်ကိုချက်ချင်းပေးလိုက်ပါတယ်။ဒါကြောင့်ကောက်ကျစ်တဲ့မိန်းကလေးကမနာလိုမှုတွေနဲ့တောက်လောင်နေပါတယ်။မိန်းကလေးကသတင်းကောင်းကိုပြောပြဖို့သူမအဖေစီချက်ချင်းဖုန်းဆက်ပါတယ်။ဒါပေမဲ့သူမဓာတ်လေကားတဲ့ဝင်လိုက်တဲ့အခါမှာတော့ကုမ္ပဏီရဲ့ CEO နဲ့မတော်တဆတိုက်မိသွားပါတယ်။သူတို့တယောက်ကိုကြည့်လိုက်တာနဲ့နှစ်ယောက်လုံးလန့်သွားကြပါတယ်။ဘာလို့လဲဆိုတော့သူတို့ဟာလွန်ခဲ့တဲ့အချိန်ကကုန်တိုက်အဖြစ်ဘက်မှာစုံခဲ့ဘူးလို့ပါ။အဲ့ဒီအချိန်တုန်းက CEO ကဒီမိန်းကလေးကသူ့ကိုတမင်တက်တက်လာပလိပလာလုပ်နေတာလို့ထင်ခဲ့ပါတယ်။ဒါပေမဲ့သူမကပွင့်ပွင့်လင်းလင်းပြောလိုက်ပါတယ်။သူမကပန်းပွင့်ဝတ်စုံနဲ့ကြောင်စီစီကရဘတ်ဝတ်ထားတဲ့အမျိုးသားတယောက်ကိုကြွေရဲလောက်အောင်မျက်စိမကန်းသေးပါဘူးနဲ့။ဒါကိုကြတော့ဥက္ကဋ္ဌကြီးကလန့်သွားပြီးစိတ်ဆိုးမှန်ဆိုးနဲ့သူ့ကရဘတ်ကိုမြေကြီးပေါ်ပြစ်လိုက်ပါတယ်။အခုတော့ကန်ဂျမာကသူတို့ကိုတဖန်ပြန်စုံစည်းခဲ့ပါပြီ။အခုတစ်ခါမှာတော့ CEO ရဲ့တန်တရားတွေကပိုတိုးလာပြီးဒီမိန်းကလေးကဒါကိုတမင်တက်တက်လုပ်နေတာလို့ထင်နေပါတယ်။အချိန်တယောက်မှာပဲမိန်းကလေးကဒါဟာဥက္ကဋ္ဌတီးတန်ဓာတ်လေကားဆိုတာကိုတတိထားမိသွားပါတယ်။ဒါကိုမြင်တော့သူမလန့်သွားပြီးသူမနှစ်ခါတောင်စော်ကားခဲ့တဲ့သူဟာကုမ္ပဏီရဲ့တထေးကြီးမှန်းတီးသွားပါတယ်။ရှယ်လွန်လိုသူမဓာတ်လေကားထဲကနေချက်ချင်းထွက်သွားခဲ့ပါတယ်။မထွက်သွားခင်မှာတော့သူ့ရဲ့စိတ်တွေပျော့ပြောင်းသွားအောင်ချီးမွမ်းစကားလေးတစ်ခွန်းပြောသွားပါသေးတယ်။အဲ့ဒီညကုမ္ပဏီပါတီပွဲမှာကောက်ချစ်တဲ့မိန်းကလေးကလူတွေအရှိမသူမရဲ့ပညာအရေးချင်းကိုလောင်ပြပြီးသူမမကြခင်အောက်ပြောက်တော့မယ်လို့ပြောပါတယ်။ဒါပေမဲ့မိန်းကလေးကတော့သူမစကားကိုဂရုမစိုက်ပဲသူမနေရာမှာသွားထိုင်ပါတယ်။အဲ့ဒီချိန်မှာပဲကောက်ချစ်တဲ့မိန်းကလေးကသူမရဲ့ဂါရုံကိုအနောက်ကနေဖြတ်လိုက်ပါတယ်။လုတ်ဖော်ကိုက်ဖက်တွေကသူမကိုရေမို့ကြသည်ဒီမိန်းကလေးကတော့နောင်ကနေ့မှာ CEO ရဲ့ဇနီးဖြစ်လာမယ်သူလို့ပြောပါတယ်။ဒါကိုထိပေမဲ့မိန်းကလေးကဘာမှတုံ့ပြန်မှုမလုပ်ပါဘူး။သူမကစားထိုးကိုအနက်ချီတောက်လိုက်ပြီးသူမရဲ့ဂါရုံကိုကိုယ်တိုင်ပြန်ပြင်လိုက်ပါတယ်။သူမပြင်လာတဲ့အခါမှာတော့အကုန်လုံးအံ့ဩသွားကြပါတယ်။သူမကစွတ်ပြေးသွားတဲ့ဂါရုံရှည်ကြီးကိုစတိုင်ချွားတဲ့ဂါရုံတိုလေးအဖြစ်ပြောင်းလဲပစ်လိုက်လို့ပါ။မိန်းကလေးကသူမဂါရုံရဲ့ဈေးနှုန်းကိုချက်ချင်းပြပြီးလျော်ချင်းပြီးဖို့တောင်းဆိုလိုက်ပါတယ်။ကောက်ချစ်တဲ့မိန်းကလေးကစင်ချေတွေပြောက်ဖို့စူးစမ်းပေမဲ့မိန်းကလေးကပြုံးပြီးပြောလိုက်ပါတယ်။နင်ကနောက်တနေ့မှာ CEO ရဲ့ဇနီးဖြစ်လာမယ်သူပဲဂါရုံတင်ဆော့တော့အနည်းဆုံးလျော်ပေးနိုင်မှာပါလို့ဒါကိုကြားတော့ကောက်ချစ်တဲ့မိန်းကလေးငြိမ်းသွားပါတယ်။သူမရဲ့ဂုဏ်သိက္ခာကိုထိန်းဖို့အတွက်ချက်ချင်းငွေလွှဲပေးလိုက်ရပါတယ်။ဒါပေမဲ့သူမစိတ်ထဲမှာတော့လက်စားချေဖို့ဆုံးဖြတ်ထားပြီးသားပါ။သူမကဝိုင်းခွက်ထဲကိုပုံရည်တွေရောလိုက်ပြီးအတူအယုံတောင်းပန်စကားနဲ့မိန်းကလေးကိုတောက်ဖို့ပေးလိုက်ပါတယ်။လူများအရှိမသူမကိုအဆက်ခွာဖို့မျောလင့်နေပါတယ်။အခုဘာတွေဆက်ဖြစ်မလဲဆိုတာသိဖို့အတွက်ဒီဗီဒီယိုလေးကို like ပေးထားကြပါဦး။